Hey ကိုလူတော့အရင်တည်းတင်လိုက်တဲ့ဗီဒီယိုမှာတုံးပြတော့တဲ့ shader မျိုးကိုစိတ်ဝင်စားလားစိတ်ဝင်စားတဲ့ဆိုရင်ဒီဗီဒီယိုကိုဒါအဆုံးထိကြည့်လိုက်ပါ Okay အဲ့ဒီနေ့ကဗီဒီယိုတိုင်းဆိုရင်ကျွန်တော်သုံးထားတဲ့ shader ကတော့ Marine 2.0 shader နဲ့ Complementary Visual Array Reflection ဆိုတဲ့ texture pack ပဲဖြစ်ပါတယ်။ဒါမဲ့စိတ်ဝင်စားစရာကတော့ Web Visual ဖွင့်လို့ရတဲ့ဖုန်းအတွက်ပဲဒီ shader ကသုံးလို့ရမှာဖြစ်ပါတယ်။မထားခဲ့တော့မနာချင်ရဘူးထင်တယ်။ထားလိုက်ပါကျွန်တော်ဗီဒီယိုပဲဆက်ကြရအောင်အဲ့ဒါဆိုရင်ဘာတွေတောင်းရမလဲဆိုတာတော့ကြည့်ရအောင်ပထမအဆုံးတောင်းရမှာကတော့ Minecraft application ပဲဖြစ်ရတယ်ဗျဒီ shader တွေအလုပ်လုပ်ဖို့ဆိုရင်တော့ဒီ Minecraft ဘက်တော့မှလုံးဝမရပါဘူးအဲ့ဒါကြောင့်ကျွန်တော်တောင်းရမှာက Minecraft Patch 1.26.3 version ပဲဖြစ်ပါတယ်ဗျဒီ Minecraft Patch version ကိုတော့ကျွန်တော်ရဲ့ Telegram channel မှာတွားတောင်းလို့ရပါတယ်Telegram channel ကိုတော့ဒီ Raven ဆိုတဲ့အကောင့်ပိုက်ကိုမှကျွန်တော်ချပေးထားပါမယ် channel link ကိုကျွန်တော်ဘာလို့ဒီအကောင့်ကနေဓာတ်ရိုက်မပေးရလဲဆိုတော့ကျွန်တော်အရင်တုန်းကဒီ link တွေကိုပေးရတဲ့ပတ်သက်ပြီးတော့ကျွန်တော်အကောင့် operating ထိထားပါတယ်အဲကြောင့်ဘန်းနေရတဲ့ဘာဖြစ်ခဲ့ပါတယ်အဲကြောင့်ကျွန်တော် channel link ကိုမပေးရပါဒီ Raven အကောင့်ကိုတော့ကျွန်တော် comment မှာ mention ခေါ်ပေးထားပါမယ် Telegram မရှိတဲ့သူတွေအတွက်ကျတော့ Chrome မှာတွားတောင်းလို့ရတယ်ဆိုပေမဲ့လည်းနည်းနည်းတော့ရှုပ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ Telegram မှာ down ဖို့အကြံပေးပါတယ်ကျွန်တော် channel မှာဆိုရင်တော့ဒီ Minecraft version ကို file လိုက်ချပေးတာမလို့ down ရတဲ့လွယ်ကူပါတယ်ဗျနောက်တော့ down မှာဟာကတော့ Marine 2.0 shader ပဲဖြစ်ပါတယ်ဒီ shader ကလည်းကျွန်တော်ရဲ့ Telegram channel မှာတင်ပေးထားပါတယ်တခြားနည်းနဲ့ download ရလားဆိုတော့ရပါတယ် YouTube မှာသူများတင်ပေးထားတဲ့ link ကနေဝင်ပြီးတော့ download ရပါတယ်ဒါပေမဲ့နည်းနည်းရှုပ်တယ်မလို့ကျွန်တော်ရဲ့ Telegram channel မှာမ download ကြံပေးပါတယ်ဗျနောက်ဆုံးတစ်ခုအနေနဲ့ download မဲ့ဟာကတော့ Complementary Visual Array Reflection ဆိုတဲ့ texture pack ပဲဖြစ်ပါတယ်ဗျဒီတစ်ခုကိုတော့ကျွန်တော်ရဲ့ Telegram channel မှာမတင်ရသေးပါဘူးဒါပေမဲ့စစ်မပူပါနဲ့ကျွန်တော်တင်ပေးမှာပါအမြန်လိုချင်တဲ့သူတွေကတော့ NCPEDL ဆိုတဲ့ application မှာ download လုပ်ရပါတယ် search bar မှာ Complementary Visual လို့ရိုက်ရှာပြီးတော့ download လိုက်ပါအဲ့ဒါဆိုတော့ရပါပြီကဲလိုချင်တဲ့ shader နဲ့ texture pack လည်း download ပြီဆိုတော့ဘယ်လိုထည့်ရမလဲဆိုတော့အတူတူကြည့်အောင်shader မှာကတော့ error ပါတာမလို့ error ဖြစ်နေကိုတခါတည်းပြောပြလိုက်မယ်ဒီဗီဒီယိုမှာ shader ထည့်ဖို့အတွက် wall တစ်ခုကိုထောင်ပေးလိုက်ပါပြီးရင် resource pack မှာတွားပြီးတော့အခုန down ခဲ့တဲ့ shader နဲ့ texture pack ကိုအပေါင်းလေးနေပြီးတော့ထည့်ပေးလိုက်ပါshader ကိုတော့အောက်မှာထားပြီးတော့ဒီ complementary visual ကိုတော့အပေါ်မှာထားပေးလိုက်ပါပြီးရင် wall ကို create လုပ်ပြီးတော့ဝင်လိုက်ပါဗျ wall ထဲရောက်ချင်းတော့ shader ကသူတို့မဲနေပါလိမ့်မယ်ဗျအဲ့ဒါကတော့ shader error တက်တာပါအဲ့လိုဖြစ်နေပြီဆိုရင်ကျွန်တော်တို့က home screen ကိုသူတို့လေးခဏဖိပြလိုက်ပါဗျPVP ဆိုရင်ကျွန်တော်တို့ Minecraft ကိုပဲပြန်ဝင်ပေးလိုက်ပါအဲ့ဒါဆိုရင်တော့ရပါပြီဗျ download နဲ့လုံနည်းကိုပြောပြပြီးသွားပြီဆိုတော့အားလုံးလိုက်စမ်းကြည့်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဗျဒီလိုမျိုးလှုပ်ရှင်တဲ့သူတွေလည်းလိုက်လို့ရပါတယ်ဗီဒီယိုကတော့ဒါပါပဲ subscribe